သူပြန်လာကြီးကဟိုညက်တာဟိုလိုင်းမမတင်ကြလို့ဒါတင်ပေးလို့ညက်လူလေးဖြစ်ပါလိမ့်ညက်ဒါ30သားမှတာ20နဲ့2လမ်းမဆိုင်ပေါ့ရဘယ်လိုဆောင်းလုံးလေးညက်သွားရင်ကကြီးရမထင်တော့ဘူးဆယ်ပင်နဲ့လေလို့မရှိတော့ဘူးပေါ့ဒါကြတော့30သားဆိုရင်2သိန်းနဲ့2000တော့ပိုင်ရမယ်မပြည့်လေနည်းနည်းလေးလိုက်ပြင်ပြီဒါ30သားမှန်းတယ်ဒါတကယ်လို့30သားပို့သွားရင်2000ထပ်ပေါင်းပါမှာတိလား30သားမပြည့်ဘူးလေမင်းကဟိုရသွားပြီမင်းကဟို2သိန်းနဲ့2000ရအောင်ကဲဒါလေးလိုက်ဆွဲပေးမယ်17 块အိုး17ခွဲဒီကြခွဲသားတို့တယ်မြောက်လိုက်2သိန်း2000ဟိုလား3000ထပ်ပို့ရတော့ပေါ့2သိန်း5000နဲ့3000 3000 3ကောင်းနဲ့ဟောမှာဟုတ်တယ်တွေ့ပြီ2သိန်း4000 2သိန်း5000 2သိန်း5000တောင်း ဒီလေး2သိန်း5000ဒီလေးသူပြန်လာကြီးတော့ရတယ်ယောက်ျားလေးဆိုရင်ဘာမှမပြောင်းတော့သိတော့သူပြန်လာကြီးကဘူပန်ဖြစ်နေတယ်โอเคဒါဟုတ်မိုက်နေနည်းနည်းလေးဖောက်ကကြီးလေးနည်းနည်းလေးငုတ်နည်းနည်းငုတ်ကိုကြီးရှိုးလေးနောက်ကကိုကြီးတွေ့တယ်နေလားတွေ့နော်ဒါလည်းခေါင်းလေးနည်းနည်းကျွေးဒီအဲ့လိုလေးโอเคအဲ့ဒါဆိုရင်ဒီလေးက feature လေးရင်ဖောက်ကကြီးလေးနည်းနည်းလေးကျွေးပြတယ်အဲ့လိုလေးရေဒီပိုင်းမသုံးမသိတယ်အကြမ်းမချတယ်ဒါသူရေဖြန့်နဲ့မပန်းတော့ဘယ်မလုပ်တော့လားမသိတာဆောင်းလေးညံ့နဲ့ဒီလိုသွားတယ်လုံးဝထူးထူးပြင်းနေရမလို့တော့အဲ့လိုဆိုင်ရွာလေးဒီအရှိရဟုတ်ပြီမိုက်တော့ပါလူလေးထားတာလူပဲထားတာမင်းဟာပြေးသွားပြီဒီဘက်ထောက်ပြန်နည်းနည်းဒါလည်းဒါလေးပါပြီမဟုတ်